တကယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျာ Cookie Station Food Channel လေးကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့ကျွန်တော်ကအရသာကောင်းလုံးပြီးနယ်စားဟင်းလေးတစ်ခွက်ဖြစ်တဲ့မိုးဆက်ချန်နီလေးကိုပြန်လည်မျှဝေပေးသွားပါမယ်ခင်ဗျာဒါကြောင့်မို့ဗီဒီယိုလေးကိုစုံထိအားပေးခဲ့ဖို့တောင်းဆိုပါတယ်နော်ရင်ဦးဆုံးချက်မဲ့မှုလေးတွေကိုရေခဏစိမ်ပေးထားလိုက်ပါမယ်ဗျပြီးရင်ကြက်သွန်နီဥကြီးတစ်လုံးသုံးပါမယ်ဗျနောက်ထပ်ကြက်သွန်ပြူနဲ့ချင်းလေးနည်းငယ်လေးလိုပါမယ်ဗျငုတ်သီးစိမ်းလေးထည့်ပေးပါမယ်နော်ကျွန်တော်ကတော့ဆက်ဆက်လေးချက်စားမှာဖြစ်လို့ငုတ်သီးစိမ်း9000လောက်သုံးထားပါတယ်ဗျနောက်ထပ်ကတော့ခန်းညင်သီးတစ်ချမ်းထည့်ပြီးထားပါအောင်မယ်နော်ပြီးရင်တော့အခုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းမိုးလေးတွေကိုရေစစ်ပေးထားပြီးကျန်တဲ့ပေါင်းပစ္စည်းလေးတွေကိုလည်းလိုအပ်သလိုလေးလှီးပြီးပြင်ဆင်ပေးထားလိုက်ပါမယ်ဗျလိုအပ်တဲ့ပေါင်းပစ္စည်းလေးတွေပြင်ဆင်ပြီးရင်တော့အိုးတွေကိုစီထည့်ပါမယ်ဗျပြီးရင်နနွမ်းမုံလေးနည်းငယ်လောက်လဲထည့်ပေးပါမယ်နော်စီပူးလာရင်တော့လှိထားတဲ့ကြက်သွန်နီလေးကိုအရင်ဦးဆုံးထည့်ပေးလိုက်ပါမယ်ဗျခဏလောက်မွေးပြီးလို့ကြက်သွန်နီလေးတွေရွှေဝါရောင်တန်းပြီးအနှဲငယ်နွမ်းလာရင်တော့ဂျင်းကြက်သွန်ပြူငုတ်သီးစိမ်းတွေထည့်ပေးလိုက်ပါမယ်ဗျနောက်ထပ်အယောင်လေးလှအောင်အယောင်တင်မုံလေးတစ်စွန်းလောက်လည်းထည့်ပေးလိုက်ပါမယ်နော်ခဏမွေးပြီးလို့စိမ့်နဲ့လေးပြောသွားရင်တော့ခန်းညင်သီးနဲ့မိုးတွေအားလုံးကိုထည့်ပေးပြီးတော့အပေါ်အောက်တမအောင်သေချာလေးမွေးပေးလိုက်ပါမယ်ဗျအရသာအတွက်ကတော့စားနှဲငယ်နဲ့ချိုးမုံးလေးနှဲငယ်ထည့်ပေးလိုက်ပါမယ်နော်ပြီးရင်တော့ခန်းညင်သီးလေးတွေကြေသွားအောင်ဖုံးလေးခဏလောက်အုပ်ပေးထားလိုက်ပါမယ်ဗျမိနစ်နဲ့ငယ်လောက်အဖုံးအုပ်ချက်ပေးပြီးလို့ခန်းရင်သေးလေးတွေလည်းကြေပြီးစီလေးလည်းပြန်လာပြီးဆိုရင်တော့ဟင်းရည်လေးကြံအောင်ရည်လေးနဲ့ငယ်ထည့်ပေးပြီးတော့ချက်ပေးလိုက်ပါအောင်မယ်ဗျခုလိုရေကြံစီပြန်လေးဖြစ်သွားပြီဆိုရင်တော့ရတာလေးမြည်ကြည့်ပြီးကိုယ်စိတ်ကြရတာလေးရပြီဆိုရင်တော့အစင်သင့်သုံးဆောင်လို့ရပါပြီခင်ဗျာဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်နော်အင်ချန်နီဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင် channel လေးကိုလည်း like and subscribe လေးနှိပ်ပြီးအားပေးခဲ့ကြပါအောင်နော်နောက်ထပ်ရတာရှိတဲ့ဟင်းကောင်းလေးတွေချက်ပြရင်ပြန်လည်ဆုံတွေ့ပါအောင်မယ်ခင်ဗျကျေးဇူးပါ